没有得地下来的。ဘယ်ဘူးမအဖေရောတတိမရဘူးလား 话ပြောတယ်နင့်အဖေကခလေးစီပတ်စံပို့ပေးုံနဲ့တာဝန်ကျေပြီးလို့ထင်နေတဲ့အကောင်းနဲ့နင့်ဖေပို့ပေးလိုက်တဲ့ပတ်စံထဲမှာအဖေဆိုတဲ့မြစ်တာတရားဘလောက်ပူပအောင်ထည့်ပေးလိုက်တယ်လေတဲ့သမီးတဲ့ပုံသာပုံမပေးကို့သမီးကိုလမ်းမှာတွေ့နေတာမှတ်မိမှာမဟုတ်ဘူးတဲ့ဖွာစိတ်မချဘူးတဲ့အဲ့နဲ့သမီးလည်းယောက်ျားရသွားပဲဘာခွင့်တော့ပါဘူး။ဝေးဆိုတော့ကျွန်တော်ခံစားလို့ရပါပြီ။